အားလုံးပဲမင်္ဂလာပါအခုကတော့ကျောင်းပိတ်ရက်လေးပေါ့နော် The View မှာတရက်တညတော့အိမ်မှာပါပေါ့နော်သူကတော့အနီးစခန်းပြုံးလွယ်မှာရှိရပါအခုကတော့ The View ဆိုင်းဘုတ်ကလေးကိုတွေ့ပြီဆိုရင်ကွေ့သွားလာရောက်ပြီပေါ့နော်တကယ်တော့သူ့နာမည်ကဓာတ်တော်ကြ Resort ပေါ့နော်ဒါကတော့ reception ကိုသွားပြီးတော့မှတ်ပုံတင်နေသွားပေးမယ်ပေါ့နော်သူပတ်စံကတော့ချက်ကောက်လုံးမှပဲရှင်းရတာဖြစ်ပါတယ်ပေါ့နော်reception မှာပေါ့နော်သူကrestaurant မှာတခါလေးဖွင့်ထားတာပေါ့နော်ဒီမှာပဲတခါလေးလာစားလို့ရတယ်ပေါ့နော်မနက်စာ breakfast တော့ပါတယ် buffet တော့မကျွေးဘူးပေါ့နော်တဲသူတအားနေတဲ့ကြောင့်မို့အမင်းကျော်ခောက်ဆွဲကျော်အလာကတ်မှာစားလို့ရပါတယ်ဒါကတော့ဝင်ကြီးမတဲတဲ့သူတွေလည်းဝင်ကြီးပေးပြီးတော့ပေါ့နော်ဝင်ပြီးတက်ပုံတွေပါတယ်ရိုက်လို့ရတဲ့ဒန်းတွေရှိတဲ့နေရာပေါ့နော်ဒီနေရာကနေအောက်လေကတိတွေကိုစဉ်းစားရင် view point အောင်ရောက်မယ်ပေါ့နော်အဲ့မှာလည်းလက်ပုံတွေရိုက်ကြရပေါ့နော်ဒီနေရာမှာလဲ zip line စီးလို့ရရပေါ့နော် zip line ကတယောက်ကို1000ခွဲနှုန်းနဲ့သွားပြန်စီးလို့ရပါတယ်ဒါကတော့ဒီလမ်းလေးအတိုင်းပဲပေါ့နော် view point အတိုင်းအရင်သွားမှာပေါ့နော်view point ကိုရောက်ပြီးရင်ဧည့်သည်များမဝင်ရဆိုတဲ့နေရာနေပြီးတော့ထပ်ပြီးတော့ဘန်ဂလိုနေရာကိုသွားမှာပေါ့နော်ဟုတ်တယ်ပြီးရတယ်ဟေးဟေးမတက်တော့ရှောရှောဟိုတော်လာဆင်းလို့လက်ဆက်လေးပဲလေဒါတော့ဓာတ်တော်ကြာရီတကုံရိုလမ်းမြင်နေရတဲ့ view point မှာဒီ view point မှာတပ်ပုံတွေရိုက်ကြရပေါ့နော်ဒါကတော့ဒီမှာဒီလိုနေရာစကားနေစပြီးတော့ဘန်ဂလိုတွေတဲတဲ့သူတွေအကုန်လုံးသွားတဲ့လမ်းပေါ့နော်ဒီဘန်ဂလိုတွေအကုန်လုံးကအနည်းနဲ့အများတော့လီကားတစ်တွေကိုဆင်းရရပေါ့နော်တော်တော့လေးကျင်ငန်းဖြစ်တယ်ပေါ့နော်တကယ်လို့ဟိုလိုမျိုးမစင်းနိုင်တဲ့သူတို့အမောမခံနိုင်တဲ့သူတို့ခြေထောက်နာနေတဲ့အချိန်တွေဆိုရင်တော့ဒီမှာသဲဖို့တော့အဆင်မပြေဘူးပေါ့နော်သူကဘန်ဂလိုတွေကတစ်ခုနဲ့တစ်ခုပိုပြီးဝေးသွားရပေါ့နော်ပထမဆုံးရောက်တဲ့ဘန်ဂလိုကတော့ orchid ပေါ့နော်သူက2ယောက်ကနေ3ယောက်ထိတော့ကောင်းကောင်းဆန့်နေမိတို့က4ယောက်ဘန်ဂလိုဆိုတော့ tulip ဆိုတဲ့အခန်းပေးရပေါ့နော်သူက orchid ထက်ပိုပြီးတစ်ဆင့်ပိုဝေးရပေါ့နော် rose ကဆိုရင် tulip ထက်ပိုပြီးတစ်ဆင့်ပိုဝေးအဲ့လိုဘန်ဂလိုတစ်ခုနဲ့တစ်ခုတစ်ဆင့်ပြီးတစ်ဆင့်ပိုပြီးတော့ဝေးသွားရပေါ့နော်တကယ်လို့ကိုက3ယောက်ပဲဆိုရင်တော့အပေါ်ဆုံးဘန်ဂလိုကိုယူလို့ရရပေါ့နော်4ယောက်ဆိုရင်တော့သူတို့ပြောတဲ့4ယောက်ဆန့်တဲ့ဘန်ဂလိုပေါ့နော်ဒါကတော့3ယောက်ဘန်ဂလိုပဲအမှန်နဲ့ extra bed ထိုးပြရပါတော့4ယောက်လည်းကောင်းကောင်းရေးဆန့်နေဒီမှာဂရင်တစ်လုံးပါမယ်ပေါ့နော်ပါပြီးသွားရင်ဒီဘက်မှာဆိုရင်ဒီမှာဂရင်2ယောက်အိတ်ဂရင်တစ်လုံး1ယောက်အိတ်ဂရင်တစ်လုံးရင်အဲ့လိုမျိုးပါမယ်ပေါ့နော်ဟိုဘက်ကတော့ရေချိုးခန်းနဲ့အိမ်သားပါဟိုရလား YouTube ရလား TVနီးရပဲရှင်ပြက်လာနီးရဆိုတော့4နာရီလား7နာရီပြရတယ်ကျွန်တော်ဒီနေ့ရတဲ့တော့6နာရီဟောဒီလိုပြတယ်မနက်ပြရတာဒီကမနက်ကနေ6နာရီမှာ10နာရီတက်လို့ပြတယ်နောက်မနက်ဒီတက်လို့ပြလိုက်တယ်မီလက်ရှိပဲညစာတင်တာညစာပဲဆရာပဲရှင်ညစာကြမျက်ရည်လိုပြောတာ kitchen ပိတ်တဲ့အချိန်ဟောသူပါထားတော့ရတော့သူပါထားရရေချိုးပဲတော့အဲ့ရရေချိုးတော့လာလေဒီကံပိတ်လာအဲ့လိုဒီကပေးအောင်ဒီက4ယောက်ဆက်နေတယ်လာဗန်နာနဲ့ rose နဲ့လာအဲ့4ယောက်မဆန်3ယောက်ပဲဆက်တာYour smile lit up like a sunrise glow. Touch so soft where the seasons flow. We met where the stars take their flight. တ building တာဘန်ဂလိုတာရဲ့နှမျိုးရှိတဲ့မှာ
သူရေတွန်တိုက်ဆိုရင်တော့ကားရောက်တယ်ပေါ့နော်ဘန်ဂလိုတိုက်ကတော့အဲ့လိုလေကားတွေကိုဆင်းရတယ်ဘန်ဂလိုတိုက်ကိုရွေးရတဲ့အကြောင်းအရာတော့ဒီရေစိမ်ကမ်းမှာစိမ်ကျင်လို့ပေါ့နော်ရေနွေးလေးလည်းရပြီးတော့စိမ်ရတအားကောင်းပါတယ်ရာသီဥတုကတော့ပူတယ်ပေါ့နော်မေမျိုးလိုမတအားမအေးပါဘူးတက်တော့ချိုင်းမလို့လားမသိဘူးပေါ့နော် Okay. Wait. Look at me. အဲ့ဗီဒီယိုလား Video. She moves like a map with no borders, a whisper caught in the wind. I see her boots at the corner cafe with a notebook and a grin. She's chasing skies I've never named while I stay in my lane. ရင်တော့မယ် sharing is scary ဘာမှလာမယုံ စိမ့်ကျော်ဒါပါဟင်း စိမ့်ကြော်နေချင်း စိမ့်ကျော်ကြီးမှာတော့ ကျမယူက ဟိုပါရင်းဖြစ်တော့ရင်းဖြစ်တော့ဒါကိုပဲ ကျမယူကမှာ ဖက်လိုက်လီးတယ်ဒါ ငါတခုစားလိုက်တယ်ကျွန်းကျင်းကစားပြရတယ် ကျင်းထောင်းတယ်ပါလေ နည်းနည်းပါးပါးစားကြည့်တယ် ရှင်းစားတာ Gin is so good. နေပါရဲ့အားလို့ကြာ ဒါတော့ညရောက်ပြီပေါ့နော်၄ယောက်ခန်းဆို family bonding တိုင်းလေးဖြစ်သွားတာပေါ့နော်ညကျတော့ကတ်တွန်းကြည့်ပြီးတော့ဖြတ်တန်းခဲ့ပါဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ wifi ကလည်း line မကောင်းတဲ့ဒီ internet line နဲ့လည်းလုံးဝမရပါဘူးရှင်